ကျွန်တော်တို့အားလုံးထိကြတဲ့ Thanksgiving ဆိုတာလေမိသားစုတွေပျော်ပျော်ပါပါစားကြတောက်ကြတာထက်အများကြီးပို့ပြီးလေးနက်ပါတယ်ဟိုးကျက်စင်ကင်းကြီးတွေရဲ့နောက်ကွယ်မှာမျောလင့်ချက်တွေရှင်တန်မှုရုံးကန်ခရတာတွေနဲ့မထင်မှတ်ထားတဲ့မိဖွဲ့မှုတွေရဲ့ဇလန်းတပုအကြီးကြီးရှိနေပါတယ်ကဲဒီပွဲတော်ရဲ့တမိုင်းအစားကိုအတူတူပြန်điလိုက်ကြည့်ကြအောင်လားဟုတ်ပါတယ် Thanksgiving လို့ပြောလိုက်တာနဲ့စပွဲဝိုင်းတစ်ခုမှာမိသားစုတွေအတူတူစုပြီးရဲမော်ပျော်ရွှင်နေကြတဲ့ပုံရိပ်တွေအမတ်တရားတွေဖန်တီးနေကြတဲ့နှွေးထွေးတဲ့မြင်ကွင်းတွေကိုချက်ချင်းပြင်းပြင်းမိကြမှာပါမွေးကြိုင်နေတဲ့ချက်ချင်းကင်းတွေချိုမင်းနဲ့ရွှေဖုံတီမုံတွေကဒီနေခေရဲ့အမှတ်အသားတွေဖြစ်နေပြီလေဒါမဲ့လေဒီပျော်ရွှင်စရာပုံရိပ်တွေရဲ့နောက်ွယ်ကတကယ်ဖြစ်မှန်ကန်ကောဘာဖြစ်မလဲကဲဒီအဖြစ်ကိုရှာဖို့တဲ့ကျွန်တော်တို့အတူတူအချိန်ဆက်စီပြီးနှစ်ပေါင်း400ကျော်ကိုပြန်သွားကြည့်ကြအောင်ပထမဆုံးအခန်းကတော့မျောလင့်ချက်မဲ့တဲ့အစဆိုတဲ့အတိုင်းပါပဲဒီဇလန်ရဲ့အစကပြောစရာပွဲတော်တစ်ခုနဲ့စခဲ့တာမဟုတ်ပါဘူးလွတ်လပ်ခွင့်ကိုရှာရင်းဖွေရင်းနဲ့ပင်လယ်ပင်မှာအသက်နဲ့ရင်းပြီးရုန်းကန်ခဲ့ရတဲ့ခရီးချမ်းကြီးတစ်ခုနဲ့စတင်ခဲ့တာပါဆိုတော့ဇလန်ကဒီလိုစပါ16ရာပြည့်နေ့စောပိုင်းကာလတွေမှာ Pilgrims လို့ခေါ်တဲ့ဘာသာရေးဖွဲ့ငယ်လေးတစ်ဖွဲ့ပါအင်္ဂလန်မှာဘာသာရေးရာဖိနှိပ်ခံရလာတဲ့စီးရဲမွဲတွေမှုတွေနဲ့လွတ်မြောက်ခြင်းတော့ကဘာတစ်ဆိုတဲ့နေရာတစ်ခုကိုတွားဖို့အိမ်မက်မဲ့ခဲ့ကြတယ်အဲ့ဒီလိုနဲ့ထောင်းချောလန်တော့ရှေ့မှာပေါ့ခီးတဲ့跳摇摇哈သူတို့ရံပြောလင်းကြတဲ့ကောင်းလုံးကို Mayflower ဆိုတဲ့တစ်ထာတင်ပေါ်ငယ်လေးတဲ့စင်ပေါ်မှာပုံအပ်ပြီးတော့ထော်လာခဲ့ကြတယ်ပြဿနာကဒီတင်ပေါ်ကအက်တလန်တစ်တမှုတွေရောခီးချမ်းမျိုးကိုဖျောက်ဖို့ဒီဆောက်ထားတာမဟုတ်ဘူးပြောပယ်လီဘီယန်ဘောကသူတို့ရဲ့ခီးဟာရပောင်း66လက်တောင်ကြာခဲ့တယ်စဉ်းစားတာကြည့်ဗျတင်ပေါ်ကကျင်းကြလေထုကဆိုထိုင်းနေပြီးတော့မုန်တိုင်းတွေကလည်းအဆက်မပြတ်တိုင်နေတာလူတော်များများဟာပင်လယ်လိုက်မှုတာတွေနေမကောင်းဖြစ်တာတွေတောက်လျှောက်ခံစားခဲ့ကြပါတယ်သူတို့ထက်ကခရီးတယောက်ရဲ့မတန်းထဲမှာသမှုတရားကြီးကိုဘလို့တောင်တင်စားရေးခဲ့လဲဆိုတော့လိုင်းတိုးကြည့်တယ်ဒီစကလုံးလေးတစ်လုံးနဲ့တင်သူတို့ရဲ့ခရီးဟာဘလောက်တောင်ကြောက်စရာကောင်းပြီးမတေချာမရေရာမှုတွေနဲ့ပြည့်နေခဲ့လဲဆိုတော့ခံစားမိနိုင်ပါတယ်ဒါမဲ့အခက်ခဲတွေကကုန်းပေါ်ရောက်တော့လည်းမပြီးသေးပါဘူးသူတို့မြောက်မဲကကိုရောက်တဲ့ခါမှာဆောင်းကစနေပြီပထမဆုံးဆောင်းတွင်းဟာတကယ်ကိုရက်စချန်တန်းလုံးခဲ့ပါတယ်အစာအစာရှားပါမှုယောဂပရတွေနဲ့အေးခဲတဲ့ရာသီဥတုတန်းအဲ့ဒါတွေကြောင့်သူတို့အဖွဲ့ရဲ့ထက်ဝက်လောက်ကအသက်ဆုံးခဲ့ကြရတယ်။ကဲဒုတိယအခန်းကိုရောက်ပါပြီ။ခေါင်းစဉ်ကတော့မမျော်လင့်နဲ့မိတ္တဟာရတဲ့ဒီလိုမျော်လင့်ချက်တွေအလုံးကုံဆုံးခါနေအမြင်မှာပဲသူတို့ဇလန်ရဲ့အလဲပြောင်းဖြစ်စင်မဲ့တွေးဆောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့ဝန်တနိုဝါလူမျိုးတွေနဲ့ထိတွေ့ဆက်ဆံမှုပါပဲ။ One Pan Walk တွေဆိုတာကဒီမျိုးပေါ်မှာနှစ်ထောင်ပေါင်းများစွာနေထိုင်လာခဲ့တဲ့တိုင်းရင်းသားတွေပါသူတို့ရဲ့ခေါင်းဆောင်မက်ဆာဆော့ကအခြေအနေမလားတဲ့ဧည့်သည်အသစ်တွေကိုတတိနဲ့ချင်းကပ်ခဲ့ပေမဲ့ပဋိပက္ခထက်ငြင်းချမ်းရေးကိုပိုတန်မှုထားတဲ့အမြင့်ကျယ်လူတစ်ယောက်ဖြစ်ခဲ့ပါတယ်။အဲ့ဒီမှာပဲ Squantos ဆိုတဲ့လူတစ်ယောက်ဟာယဉ်ကျေးမှုတစ်ခုကြာမှာတကယ်ကိုအရေးပါတဲ့တရားရည်ကိုဖြစ်လာခဲ့ပါတယ်။သူကအရင်ကဥရောပကိုအဖန်ခံရဘူးတော့အင်္ဂလိပ်စကားကိုပြောတတ်တယ်။အဲ့ဒီရည်ချင်းကပဲ Pilgrims တွေရှင်သန်ရေးအတွက်အဓိကထောချက်ဖြစ်လာခဲ့တာပါ။ Squantos ဟာPilgrims တွေကိုအသက်ဆက်နိုင်ဖို့အတွက်အရေးကြီးတဲ့သင်ခန်းစာတွေအများကြီးပေးခဲ့ပါတယ်။ဥပမာပြောင်းဖို့ဘယ်လိုဆက်ရမလဲ။မြေဩဇာဖြစ်ငါးကိုဘယ်လိုသုံးရမလဲ။စားလို့ရတဲ့အပင်တွေကိုဘယ်လိုခွဲခြားမလဲ။ပြီးတော့ data meet တွေထဲမှာငါးဘယ်လိုဖန်ရမလဲဆိုတာတွေပေါ့။သူရဲ့လမ်းညွှန်မှုကြောင့်ပဲ Pilgrims တွေဟာကမ္ဘာတစ်မှာဘယ်လိုနေထိုင်ရမလဲဆိုတာကိုသင်ယူနိုင်ခဲ့ကြတာပါ။အခန်း3နိုင်ငံတော်အားလည်းရဲ့ဖြစ်ပေါ်လာပုံ။ Okay အခုဆိုရင်ဒီတစ်ချိန်နဲ့တော့ပွဲတော်လေးကနေဒီနေ့ခေတ်ရဲ့နိုင်ငံတော်အားလည်းရဲ့ကြီးတစ်ခုအဖြစ်ဘလို့များခရီးဆက်ခဲ့တယ်လဲဆိုတာကြည့်လိုက်အောင်1621ခုနှစ်ဆောင်းရာသီမှာရိတ်သိမ်းမှုအောင်မြင်တာကိုဂုဏ်ပြုဖို့3ရက်ကြာတဲ့ပွဲတော်တစ်ခုကိုကျင်းပခဲ့ပါတယ်။ဝန်ပနိုက်လူမျိုးအမျိုးသား90နီးပါးလောက်တယောက်ခဲ့ပြီးတော့တမင်တို့တောငန်တို့ပြောင်းဘူးနဲ့ရွှေဖျုံတီးလို့အစားအစာကိုအတူတူမျှဝေစားတော့ခဲ့ကြတယ်။ဒါဟာတကယ်ကိုရှားရှားပါးပါးယဉ်ကျေးမှုနှစ်ခုကြားကကျေးဇူးတင်ခြင်းနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပြသခဲ့တဲ့အခိုင်အတည်တစ်ခုပါပဲ။ဒါပေမဲ့လေအဲ့ဒီပွဲတော်ပြီးတာနဲ့ချက်ချင်းကြီးနှစ်စဉ်ကျင်းပတဲ့အားလိုက်ချက်တစ်ခုဖြစ်သွားတာတော့မဟုတ်ဘူးဆယ်စုနှစ်တည်းအများကြီးကြာပြီးတဲ့နောက်မှာဒေတာလိုက်ကျင်းပတဲ့ထလေးတစ်ခုအဖြစ်တဖြည်းဖြည်းပြောင်းလဲလာခဲ့တာပါအဲ့ဒီတော့ကတော့တမတ်ထားတဲ့နေရရဲလို့မရှိပဲရိတ်သိမ်းပြီးချိန်မှာစူတောင်းပွဲတစ်ပေါင်းမျိုးကျင်းပလေးရှိပါတယ်ဆိုတော့နိုင်ငံတော်အားလိုက်ရဲ့အဖြစ်အထိမှဖြစ်ဖို့ခီးလန်းကတော်တော်လေးရှည်လာခဲ့ပါတယ်စစ်ထရတော်ပြည်နယ်မှာဒေတာဒလီတစ်ခုအဖြစ်စတင်ခဲ့ရကနေ1863ခုနှစ်မှာဓမ္မဒလင်ကွန်ကနိုင်ငံတော်အားလိုက်ရဲ့အဖြစ်တရားဝင်ကြေညာခဲ့တဲ့အထိရာစုနှစ်တွေနဲ့ချီပြီးကြာမြင့်ခဲ့တာပါဒီလိုနိုင်ငံတော်အားလိုက်ရဲ့ဖြစ်လာဖို့တဲ့ဆယ်စုနှစ်ပေါင်းများစွာကြိုးပမ်းခဲ့တဲ့သူတယောက်ရှိပါတယ်သူကတော့စာရေးဆရာမဆာရာဂျိုဆေဖာဟာလေပါပဲ
သူက Thanksgiving ဟာနှလုံးသားတွေကိုစူးစီးပေးနိုင်တဲ့ period တစ်ခုဖြစ်ပြီးနိုင်ငံကိုစီးလုံးညီညွတ်စေနိုင်တယ်လို့အခိုင်အမာယုံကြည်ခဲ့သူပါအဲ့ဒီလိုနဲ့1863ခုနှစ်ကိုင်းဘီကပြည်တွင်းစစ်မီးကြောင့်နှစ်ချမ်းကွဲနေတဲ့အချိန်မှာတမ္ပရ Abraham Lincoln ဟာ Thanksgiving ကိုနိုင်ငံတော်အားလျက်ဖက်တရားဝင်သတ်မှတ်ခဲ့ပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကတော့နိုင်ငံတွင်းကစိတ်ဝမ်းကွဲမှုတိုင်ရာတွေကိုကူစားပေးဖို့နဲ့ငင်းချင်ရဲ့အတွက်အတူတူတွေးတောဆင်ခြင်ခြင်းတစ်ခုပေးဖို့ထည့်ပါတယ်ကဲနောက်ဆုံးခိုင်းကိုရောက်လာပါပြီပြောင်းလဲလာတဲ့ပွဲတော့လင်ကိုရဲ့ဂျင်ညာချက်ကနေဒီနေ့ခေတ်အထိ Thanksgiving ကဘလို့ပုံစံတွေပြောင်းလာတယ်လဲသူ့ရဲ့အထီးပယ်တွေကဘလို့ပို့ပြီးတော့ခြေပြန်လာတယ်လဲဆိုတာကြည့်လိုက်ကြရအောင်အခုခေတ်မှာတော့ Macy's Thanksgiving Day Parade လို့ချီတက်ပွဲကြီးတဲ့ football ပွဲတွေကအားလျက်ရဲ့အရေးပါတဲ့အစိပ်ပိုင်းတွေဖြစ်နေပါပြီဒါ့အပြင်ဗဟိတလုပ်ငန်းတွေလုပ်တာ Turkey Trots လို့ခေါ်တဲ့အလူခံအပြေးပြိုင်ပွဲတွေကျင်းပတာပြီးတော့နောက်ထပ်မှာ Black Friday ဈေးဝယ်ထွက်တာတွေကလည်းခေတ်ပေါ် delay တွေပါပဲဒါမဲ့ပွဲတော် delay တွေခေတ်နဲ့အညီပြောင်းလဲလာတယ်လို့ပဲတမိုင်းကိုကျွန်တော်တို့ရှုမြင်ပုံကလည်းပို့ပြီးတော့ကျဲပြတ်လာပါတယ် Thanksgiving ဇလန်ဟာလူတိုင်းအတွက်ပျော်ရွှင်စရာဇလန်တစ်ခုတော့မဟုတ်ခဲ့ပါဘူးအမေရိကန်တိုင်းသားလူမျိုးအများအပြားအတွက်တော့ဒီနေ့ဟာသူတို့ရဲ့မိယာယဉ်ကျေးမှုနဲ့ဘဝတွေဆုံးရှုံးခဲ့ရတဲ့ကိုလိုနီခေတ်ရဲ့အစကိုအမတ်ရစေတဲ့နေတဲ့နေ့လို့ဖြစ်နေပါတယ်။ဒါကြောင့်သူတို့ကဒီနေ့ကိုအမျိုးသားဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ပြီးဘိုးဘဲတွေကိုဂုဏ်ပြုရင်းတိုင်းမရဲ့နာကျင်စရာအဖြစ်မှန်တွေကိုအထိမှတ်ပြုကြတာပါ။ဒီတော့နောက်ဆုံးအနေနဲ့ဆဲဆားစရာမြေကွန်းလေးတစ်ခုနဲ့ညီကုန်းချုပ်ချင်ပါတယ်။အမြဲတမ်းဆူညာလှုပ်ရှားနေတဲ့ဒီကဘာကြီးထဲမှာကျေးဇူးတင်တတ်တဲ့စိတ်ကိုမွေးမြူဖို့အတွက်ကျွန်တော်တို့ဘယ်လိုများအချိန်ပေးနိုင်ကြမလဲ